လင်္ကာဒီပအမည်ရသည့်သိန်းကိုကျွန်းကိုသုံးပုံတစ်ပုံအုပ်ဆိုးရသောဓမ္မပါလာမင်းသည်မဟာသမုဒ္ဒရာခြားနာတော်လဲဘရင်အောင်မင်းတရားကြီး၏ဖုံးတကိုအာနာကြီးကျယ်တော်မူကြောင်းကိုကြားသိတော်မူရာငါသည်ထိုကဲ့သို့ဖုံးလက်ယုံအာနာကြီးမြတ်လှသောဘရင်အောင်မင်းနှင့်မဟာမိတ်ပြုရသောဤမည်သောသိန်းကိုကျွန်းအလုံးကိုအုပ်ဆိုး၍မင်းလုပ်ရလိမ့်မည်ဟုသဘောရကားမြတ်စွာဘုရားသခင်အားတဖုတ်တလိကညီနောင်တို့လှူသောစတုမတူပြားမုံစုပ်ကိုအလှခံရန်စတုလောကပါဠနတ်သား၄ယောက်တို့ဆက်ကပ်သောအနားရည်၄ရည်ရှိသောကြောက်ညိုများတပိတ်နှင့်တကွထဲမျိုးအုံမျိုးရွှေငွေရတနာမျိုးအပေါင်းတို့နှင့်တဝင်းစာရေးပြီးလျင်တင်းမောကြီးနှစ်ဆင်း၌ယဟန်တော်ကြီးများနှင့်မူးမတ်များအားတန်တမန်ပြုလုပ်၍တက္ကရာ936ခုနှစ်တွင်ဟန်တာဝရီသို့ဆေလွတ်တော်မူသည်ဘရင်တော်သည်တိန်ကိုကျွန်းမှဆေလွတ်သောတန်တမန်တင်မောတနင်္လာရီစိတ်သို့ရောက်ကြောင်းကြားသိလေလျင်မန်းတက်ကနာကြီးကျယ်စွာဆောက်လုပ်၍ဧခံရန်မိန့်မာထားလေသည်တီဟိုတန်တမန်တို့နေပြည်တော်သို့ရောက်သောအခါတပင်ကြီးစွာခံ၍တပိတ်တော်ကိုတော်တိုင်ပင့်ကြိုလျက်နန်းတော်ဦးတွင်ထူးခြားသောရွှေဗိမာန်ကြီးပြုလုပ်ထားပြီးလျင်တိုင်းသူပြည်သားတို့အားဖူးမြော်စေသည်ဓမ္မပါလာမင်းတဝင်းလွှာတွင်တီဟိုကျွန်း၌မိစ္ဆာလူမျိုးတို့ကြီးစိုးလွှမ်းမိုးနေ၍သာသနာတော်ဆုပ်ယုပ်နေရကြောင်းသာသနာတော်ဖွင့်မျိုးစေလိုပါလျင်ဘရင်အောင်မင်းကြီးမှစစ်ကူလွတ်၍နှိမ်နှင်းစေလိုကြောင်းပါရှိလေသည်သာသနာပြုမင်းဖြစ်သောဘရင်အောင်လည်းဘာသာသာသနာအကျိုးအတွက်မျှော်ကိုပြီးတယောက်ကောင်းစွမ်းဤတတိရှိသောသူရဲ့ကောင်ဒါမတိုလှမပေါက်သူလက်ရွေးစဉ်ရွေးကောက်ရာယိုရယာသာအယောက်တရာတနင်္လာရီသာအယောက်တရာလင်းစင်သားအယောက်တရာမိုင်းမောသားတရာစီခွန်းသားတရာတရုတ်သားတရာရှမ်းစလုံသား900မွန်900မြမ900တို့ကိုရရှိပြီးမိမိတို့အမျိုးစရိုက်လိုက်အထူးထူးအခြားခြားအဝတ်အစားလက်နက်ကရိယာတို့ကိုပေး၍ဆန္နတူရိယာကိုတတ်မှုရာဇပညာကိုစစ်ကဲခံတော်မူသည်အချွေရန်အဆောင်အယောင်အခမ်းအနားများကိုလည်းပေးတော်မူ၍သင်္ဘော9စင်းတို့ဖြင့်စစ်ကူလွတ်လိုက်လေသည်ဓမ္မပါလာမင်းကြီးလည်းကြီးကျယ်ခမ်းနားစွာကြိုးစိုးဧခံ၍မန္တကနာဖြင့်နေရာချထားပေသည်ထိုအခါအခြားသောကုတ္တီမင်းခန္ဒီမင်းတတ္တဝတ်မင်းစသောမိစ္ဆာဒိဋ္ဌိကလာမင်းတို့လည်းဇမူရိတ်ကျွန်းမှစစ်ကူတပ်များရောက်ရှိလာကြောင်းကြားသိ၍ကြောက်လန့်နေကြလေသည်ထိုကလာမင်းတို့ကမြန်မာစစ်တီသူရဲများ၏ခြေနေကိုသိရှိရန်လူယုံများစီလွတ်၍တရှိုးလောက်ခိုင်းထားလေသည်ထိုအခါမြန်မာတပ်သားများမှာမိစ္ဆာဒိဋ္ဌိကလားတို့ကြောက်လန့်စေရန်စင်သားမြင်သားကျွဲသားနွားသားဖာသားမွေသားလိတ်သားဖွတ်သားတွေကိုမကြက်တကြက်ဖုတ်၍စားပြခြင်းဖြင့်၎င်းအရက်သေးစားမူးအောင်တောက်ပြီးတယောက်နှင့်တယောက်တပ်ပုတ်ထိုးခုတ်ပြခြင်းဖြင့်၎င်းဒိုင်းရီလွှာရီလှန်ရီဓာရီများကိုကျွမ်းကျင်စွာကစားပြကြကုန်လေသည်မိစ္ဆာဒိဋ္ဌိများမှာအံ့ဩပနံဖြစ်ကြကုန်ပြီးမြမာတို့အားအလွန်ကြောက်လန့်ကြပြီးလျင်မိမိတို့တိုင်းပြည်သို့စစ်ဦးဘလူးများရောက်ရှိလာပြီးမိမိတို့မုတ်ချပျက်စီးကြကုန်လက်တတ်ဟုစိုးရိမ်ကြီးစွာဖြင့်မိမိတို့ဆိုင်ရာမင်းများကိုရှောက်တင်ကြလေသည်ယခုလာရောက်ကုန်ကြသောမြမာတပ်သားများမှာလူသားစင်စစ်မဟုတ်ပါအစိမ့်တရေဘလူးတွေပါတကား၎င်းတို့အားအညံ့မခံလျင်တီဟိုကျွန်းအလုံးပြုတ်ပြုံဒီပြက်ပြားရကြတော်မူဟုဆိုကြလေသည်ကလားမင်းတို့လည်းဓမ္မပါလာမင်းနှင့်တိုင်ပင်၍လက်ဆောင်ပနာများဆက်တပို့ဆက်လာပြီးလျင်ဝင်ချတောင်းပန်အညံ့ခံကြလေသည်ထို့နောက်မှမိစ္ဆာဒိဋ္ဌိကလားမင်းတို့လည်းဓမ္မပါလာ၏အစီအမံကိုသာခံကြလေရာမိစ္ဆာဒိဋ္ဌိအယူကိုဆွန့်၍ဗုဒ္ဓဘာသာကိုသာကိုးကွယ်ကြလေကုန်သည်ဓမ္မပါလာမင်းသည်တကြွလုံးဗုဒ္ဓဘာသာသာသနာတော်ကြီးထွန်းလင်းတောက်ပရသည့်အတွက်ဘရင်တော်၏ကျေးဇူးတော်ကိုအောက်မေ့မကုန်ပြောမဆုံးကုန်နိုင်အောင်ဖြည့်ရလေသည်ဘရင်တော်၏ကျေးဇူးကိုသိတတ်သောအဖြစ်ဗုဒ္ဓမြတ်စွာဘုရားရှင်၏ဆွဲတော်အစ်စ်ကိုရွှေစီတီတည်၍ဆက်တရန်၎င်းသမီးကညာကိုလည်းဆက်တရန်၎င်းဓမ္မပါဠကိုယ်တိုင်လည်းစင်ဖြူရှင်ဘရင်တော်ကိုဖူးတွေ့လို၍၎င်းဝါကျွတ်လျင်ဟန်တာဝရီသို့အရောက်လာပါမည်ဟုမြမတပ်သားများအပြန်မှာအကြောင်းကြားလိုက်လေသည်ဘရင်တော်လည်းနှစ်ထောင်အားရရှိလေသည်
ဝါကျွလျင်ပသိမ်စိတ်၌ကြီးကျယ်ခမ်းနားသောစင်ရင်မှုဖြင့်ဓမ္မပါလာတို့လှေတော်စိုက်ကပ်လာခြင်းကိုစီးကြိုလေသည်ဘယင်မင်းမြတ်ချင်းဖက်လဲတငင်နှုတ်ဆက်ကြလေသည်မြတ်စွာဘုရားရှင်၏ဆွဲတော်မြတ်ကိုသဘင်ကြီးစွာခံပြီးလျင်တိုင်းသူပြည်သားတို့အဖူးမြော်ခံစေရန်နန်းတော်ဦးတွင်ရွှေပြသက်ဆောက်လုပ်ကိုးကွယ်ထားလေသည်တီဟိုမင်းသမီးကိုလည်းထုံနှန်းစင်လာရှိသည်နှင့်အညီခမ်းနားစွာသဘင်ကျင်းပ၍သိမ်းယူလေသည်တက္ကရာ940ပြည့်နှစ်တွင်ဇင်းမယ်စားကွဲလွန်ရာသားတော်နောယထာဆော့အားဇင်းမယ်ဘရင်အဖြစ်စေလွတ်ခံထားတော်မူသည်ပညာဒလရာဇတွေကျမ်းကြီးကိုရေးသားသောအမတ်ကြီးသည်မွန်သူရဲကောင်းသေနာပရိအမတ်ကြီးဖြစ်ပြီးဂျေဇူးတရားကိုမထောက်ဖောက်ပြန်သောအဖြစ်ဘရင်တော်မြို့လှဲ့လေရာတွင်တစ်ကြိမ်ရွှေမော်တော်ဖျားတွင်တစ်ကြိမ်ရွှေတကုံဖျားဖူးသွားရာတွင်တစ်ကြိမ်3ကြိမ်တိုင်လှုပ်ကြံဖို့ကြိုးစားခဲ့သည်ဘရင်တော်သည်သူရဲကောင်းပညာရှိကိုချစ်တော်မင်းဖြစ်သဖြင့်တရေကောင်းသေနာပရိမတ်ကြီးအားအပြစ်မပေးဘဲထားခဲ့သည်နောက်အခါအပြစ်မပေးလျင်မဖြစ်တော့သည့်အဖြစ်မျိုးကျူးလွန်လာသဖြင့်ကွက်မြက်ရန်ဒဏ်ထိုက်တော်လဲမကွက်မြက်ဖဲတိုင်းစွန်းပြည်နာဖြစ်သောဇနက်ရက်သို့ပို့ထားလေသည်၎င်းနောက်တမန်ရက်သို့ရွှေပြောင်းပို့ထားရာကဗညာဒလကံတော်ကုံရှာရလေသည်ဘရင်တော်သည်တိုင်းပြည်စီပင်သားရရေးလက်အောက်ခံနိုင်ငံများငြိမ်းဝေရေးသာသနာတော်ကြီးနေလိုလလိုထွန်းလင်းတောက်ပရေးတို့ကိုသာဂယုဓမ္မထားပြီးစီရင်တော်မူနေရင်းဖြင့်ပင်တက္ကရာ943ခုနှစ်တွင်ရုတ်တရက်မကြမ်းမာတော်မူလျာဘရင်ထမြောက်နိုင်မည်မဟုတ်မှန်းသိသောကြောင့်သားတော်ဇင်းမဲဘရင်ကိုအမြန်ခေါ်စေသည်ဇင်းမဲဘရင်အကိုးပြန်ရောက်ပြီးနောက်သားတော်ကြီးနှစ်ပါးကိုခေါ်ထားပြီးဆရာတော်တန်ဃာတော်ကြီးများအားနန်းတော်သို့ပင့်၍ဆရာတော်များရှိမှသားတော်နှစ်ပါးအားမှားတော်မူကမ်းဖွင့်လေသည်မောင်တော်အိမ်ရှေမင်းသည်ညီတော်နောယထာဆောကိုကျွန်းဟူ၍လည်းမှတ်ညီဟူ၍လည်းမှတ်သားဟူ၍လည်းမှတ်ရမည်နောယထာဆောကလည်းအိမ်ရှေမင်းဥပရာဇာကိုအရှင်ဟူ၍လည်းမှတ်အကိုဟူ၍လည်းမှတ်အဖဟူ၍လည်းမှတ်ရမည်မောင်နှစ်ပါးသည်ငါမှားတော်မူသည့်အတိုင်းချစ်ကြည်လေးမြတ်သည်ဖြစ်မှငါဤလုံးလာဖြင့်နှစ်ရှည်လာများပြုစုပြိုးထောင်၍လက်ယုံအားဖြင့်ရသောတိုင်းနိုင်ငံကြီးသည်မပြိုမကွဲအစဉ်ရှည်လျားစွာခိုင်မြဲအံ့သည်နှစ်လများစွာစီးပူးတော်မူသောကောင်းမှုကုသိုလ်တော်များလည်းပြန်ပွားအံ့သည်သာသနာတော်၏အကျိုးယဟန်ရှင်လူတို့၏စီးပွားများလည်းများပြားလာအံ့ယင်းတို့ဆုံးမသည်ကိုမတီပါကနိုင်ငံ၏ကောင်းမှုတော်တို့သည်ပျက်စီးလေအံ့သည်တို့ဖြစ်သောယဟန်ရှင်လူတို့၏စီးပွားရေးလည်းဆုပ်ယုပ်လေရသည်ထို့သောမကောင်းမှုကြောင့်အမောင်တို့နှစ်ဦးသည်အပယ်သို့လာရလေသည်ယင်းတို့ဖြစ်သောကြောင့်မလိုသောမင်းဆွေမင်းမျိုးကျွန်စိုးတို့ဂုံချောပျက်စီးသောအခါဤယခုငါလက်မှချွတ်ပေးသောလက်စွပ်နှစ်ကွင်းကိုအမောင်တို့နှစ်ဦးတယောက်တစ်ကွင်းအမြဲဝေ၍လက်စွပ်ကိုကြည့်ပြီးလျင်ငါဤခမဲတော်မှားတော်မူခဲ့သောအမိန့်တော်သည်အလွန်လျင်ဖြစ်ခဲလှသည်ဟုတွေးပြီးသောနှလုံးကိုဖြေ၍ချစ်ကြည်လေးမြတ်ကြပါကုန်ငါသားတော်တို့အားငါမှားထားတော်မူသည်ကိုလည်းငါဆရာတော်အပေါင်းတို့မှတ်ကြပါကုန်ဟု၍မိန့်တော်မူလေသည်ဆရာတော်အပေါင်းကလည်းတာရု3ကြိမ်ခေါ်ဆိုပေးကြလေသည်ထို့နောက်ထီဆောင်မင်းတို့သခင်ဟန်တာရီပြည့်ရှင်မင်းတရားကြီးဘုရင်တော်သည်မင်းစည်းစိမ်ကိုကေတုမတီတွင်2နှစ်ဟန်တာရီတွင်နှစ်ပေါင်း30ပေါင်း32နှစ်လုံးစိုးစံခဲ့ပြီးနောက်တက္ကရာ943ခုနှစ်တစောင်းမုံလပြည့်အင်္ဂါနေ့တွင်တက်တော်66နှစ်အရွယ်ဖြင့်နတ်ရွာလာတော်မူလေသည်နာဖျားတော်မမူမီကပင်ရခိုင်သို့ခြိတက်သိမ့်ပတ်ရန်တန်တွဲသို့ဦးစွာခြိတက်၍အသင့်အင်အားဖြည့်တင်းထားသောမြမတက်တော်ကြီးမှာမင်းတရားကြီးနတ်ရွာလာသဖြင့်တန်တွဲမှာပင်ပြန်ခေါ်ယူရလေသည်ဘရင်တော်တွင်မိဖုရားကြီး3ပါးအခြားမြို့ရွာများမှဆက်တာသောသမီးကညာဇနီးသည်43ပါးရှိပြီးမိဖုရားကြီး3ပါးမှသားတော်3ပါးသမီးတော်3ပါးပေါင်း6ပွားဖွားမြင်သည်43ပါးသောစောင့်ရနန်းရမဟုတ်သည့်မိဖုရားများမှသားတော်35ပါးသမီးတော်56ပါးပေါင်း62ပါးရှိရာမိဖုရားကြီး3ပါးမှဖွားမြင်သောသားသမီး6ပါးနှင့်ပေါင်းသောဘရင်တော်မင်းတရားကြီးတွင်သားတော်သမီးတော်စုစုပေါင်း68ပါးရှိလေသည်ယတနာ3ပါးကိုယုံကြည်တော်မူ၍သာသနာပြုမင်းကောင်းမင်းမြတ်ဖြစ်တော်မူသောသူတော်ကောင်းသူရဲကောင်းပညာရှိအပေါင်းကိုနှစ်သက်မြတ်နိုးတော်မူသော
တစ္ဆာတော်တဲ့ဖြောင့်မတ်မှန်ကန်ခြင်းယာဇပရိယေလိမ္မာတော်မူခြင်းဂုံအင်တို့ဖြင့်ပြည့်စုံတော်မူသောတကောအာနာကြီးကျယ်မြင့်မြတ်တော်မူသောသူဓမ္မယာဇာမဟာဓိပတိဟူသောဘွဲတစိတ်နာမည်ခံယူထားတော်မူသောဟန်သာဟရီစင်ဖြူများရှင်သခင်ဘဝရှင်မင်းတရားကြီးဘုရင်တော်ကြောထင်တော်ထားသည်မြမရာဇဝင်သမိုင်းမှာတူနိုင်မမီသောသူရဲကောင်းကြီးတဦးဖြစ်ပါသည်မြန်မာနိုင်ငံ၏အင်ပါယာကိုကျယ်ပြန့်စွာတိုက်ခိုက်သိမ်းယူနိုင်သူလည်းဖြစ်သည်မြန်မာတိုင်းမြန်မာမျိုးကိုလေးစားအားကိုအထင်ကြီးစိတ်ပေါက်စေသောမြမမဟာသူရဲကောင်းကြီးမှာဘုရင်တော်သာစစ်စစ်အေဂံဖြစ်ပါပေတော်လေတည်း